လောကမှာအကဲ့ရဲ့ခံရခြင်းကလွတ်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတဲ့နတ္ထိလောကောအနေတိတော်တဲ့ပုရုဇဉ်တွေဟာသူတို့ကြိုက်တဲ့အခါမှာအကောင်းပြောကြမယ်သူတို့နဲ့သဘောထားချင်းမတိုက်ဆိုင်တော့ဘူးဆိုလို့ရှိရင်ဘလောက်ပဲရင်းနှီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုယ့်ကိုအပုတ်ချဖို့ကိုယ့်ကိုမကောင်းပြောဖို့အတွက်သူတို့ဟာဝင်လေးဆောင်ဆိုင်နေမှာမဟုတ်တော့ဘူးတဲ့အဲ့တော့သကလုံးတွေပေါ်မှာလိုက်ပြီးတော့မခံစားမိစေနဲ့တဲ့ချီးမွမ်းတာလည်းပဲ9ရက်ပဲတဲ့ကဲရတာလည်းပဲ9ရက်ပဲချိန်တန်တော့အားလုံးဟာကိုလန်းကိုရှောက်ပြီးတော့ကိုအထုပ်ကိုပိုက်ပြီးသွားကြရမှာဖြစ်တယ်ဒါကြောင့်ကိုလှုပ်တဲ့လှုပ်ကိုသူတစ်ပါးကအတိမတ်ပြုသည်ဖြစ်စေအတိမတ်မပြုသည်ဖြစ်စေကိုလှုပ်တဲ့လုပ်ငန်းရက်မှာကြိုးကြိုးစားစားနဲ့မုံမြတ်တဲ့ဥတီချက်တွေမပြတ်အောင်လှုပ်ဆောင်နိုင်မယ်ဆိုလို့ရှိရင်ဒီဘဝကောနောင်ဘဝကောတွက်ပါလိပ်ပြလုံတော့တာပါပဲအားလုံးပဲကျမ်းမာချမ်းသာကြပါစေ